ကျက်ဖတကောင်ရဲ့တော်တန်ကြောင့်တိုက်ပွဲတစ်ခုရဲ့ကံကြမ္မာကိုပြောင်းပြန်လှန်ပစ်လိုက်နိုင်ခဲ့တယ်ဆိုရင်ဖြစ်နိုင်ပါမလား1998ခုနှစ် British နဲ့ Spain တို့ရဲ့ Battle of Cape St Vincent မှာဖြစ်ပျက်ခဲ့တဲ့မယုံနိုင်စရာဖြစ်ရပ်လေးတစ်ခုပြောပြချင်ပါတယ်အဲ့ဒီအချိန်တုန်းက British ရေတပ်ရဲ့စစ်သင်္ဘော HMS Captain ဟာရန်သူလက်ချက်ကြောင့်အတော်လေးအထိနာနေပါတယ်စစ်သင်္ဘောရဲ့ရွက်တိုင်တွေလည်းကျိုးပဲ့နေပြီး Captain နဲ့အရာရှိတွေလည်းဒဏ်ရာရနေတဲ့အတွက်တပ်သားတွေလည်းစိတ်ဓာတ်တွေအတော်လေးကျဆင်းနေခြင်းကိုရောက်နေပါတယ်အဲ့ဒီလိုမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာပါတယ် Spain စစ်သင်္ဘောဘက်ကပြစ်ခတ်လိုက်တဲ့အမြောက်ဆန်ဟာ British သင်္ဘောရဲ့စဖိုကန်းကိုထိမှန်ပြီးကြက်လောင်အိမ်ထဲကကြက်ဖတကောင်လွတ်ထွက်သွားပါတော့တယ်အဲ့လိုလွတ်ထွက်သွားတာနဲ့တစ်ချိန်တည်းမှာပဲဒီကြက်ဖကြီးဟာကျိုးနေတဲ့ရွက်တိုင်ထိပ်ကိုခက်ခက်ခဲခဲတက်သွားပြီးတိုက်ပွဲကြီးရဲ့အလဲထိပ်တက်တဲ့မှာအားရပါရတော်တန်ပြုတ်လိုက်ပါတော့တယ်ဒီအတန်ဟာ British ရေတပ်သားတွေအတွက်တော့ကံကြမ္မာအလှည့်အပြောင်းကိုဖြစ်ပေါ်စေခဲ့တာပါပဲအတန်ကိုအော်ဟစ်လိုက်တဲ့ကြက်ဖရဲ့တက်တီကိုမြင်ပြီးတော့သူတို့ရဲ့စိတ်ဓာတ်တွေဟာချက်ချင်းဆိုသလိုပြန်လေတက်ကြွလာပါတော့တယ်တပ်သားတွေအားလုံးကြွေးကြော်တန်နေနဲ့အတူပြန်ပြီးတိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ရှုံးတော့မလို့လို့ဖြစ်နေတဲ့စစ်ပွဲကိုအောင်ပွဲဆင်နိုင်ခဲ့ကြတာပေါ့ကျွန်တော်တို့ဘဝမှာလည်းကောင်းတဲ့အရာတွေထက်မမျှော်လင့်ထားတဲ့အခက်အခဲတွေကိုရင်ဆိုင်နေရတာပိုများပါတယ်ဒီအချိန်မှာကို့မှာရှိထားတဲ့အသေးဖွဲလေးတွေကအစအကောင်းမြင်စိမ့်နဲ့လက်ခံပြီးဆက်လက်ရှင်သန်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြုံနေရတဲ့ဘလို့အခက်အခဲမျိုးကိုမဆိုအမြန်ဆုံးအနိုင်ပိုင်းသွားနိုင်မှာပါ